America မှာယောက်ျားလေးတွေကိုပဲတီးတန့်လိုက်တတ်တဲ့ psycho killer တက်ပြီးတော့မှအယိုးတွေကိုစုပြီးတော့တီးတက်နှိမ့်တိုင်းထိုင်ကြည့်တယ်ပြီးတော့ပိုင်းပိုင်းလှီးပြီးတော့မှယောက်ျားရဲ့အင်္ဂါရက်တွေကိုပလင်းနဲ့ထည့်ပြီးတော့အမြဲတမ်းထိုင်ကြည့်တဲ့ gay psycho killer အကြောင်းဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမှာဗီဒီယိုထဲမှာတွားခင်မှာကျွန်တော် channel မှာကြော်ညာထည့်ချင်တာဖြစ်ဖြစ်ကြော်ညာတီးတက်ရိုက်ကူးချင်တာပဲဖြစ်ဖြစ်ဒီ follow မှာဆက်သွယ်လို့ရတယ်ဒီ story ကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်အစားတောက်တာဝင်မှာမဟုတ်ဒါပေမဲ့ကျွန်တော်ကြည့်နေတဲ့ပရိသတ်တွေထမင်းစားနေတာတော့တခြားတစ်ခုခုအစားတောက်ဖွယ်ရနဲ့ပတ်သက်ပြီးလုပ်နေတာလို့ဆိုရင်ဒီဗီဒီယိုကြော်ပြီးတော့တခြားဗီဒီယိုတက်ကြည့်ပါပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ဒီဗီဒီယိုကလေးတွေအသက်16နှစ်မပြည့်သေးတဲ့လူတွေနှလုံးရောဂါရှိတဲ့လူတွေမကြည့်ဘူးကျွန်တော်တောင်းဆိုပြရစီJeffrey Dahmer ဆိုတဲ့ gay psycho killer ကို1960မှာ America ရဲ့ middle class family တခုမှမွေးဖွားလာတယ်။သူ့ရဲ့အဖေကတလိဆန်တွေကိုတတ်ပြီးတော့ပလင်းနဲ့ထည့်ပြီးတော့စီးစိမ်တာတော့အရန်ဝါသနာပါတယ်လို့ပြောအမြဲတမ်းသူ့အဖေကလည်းအဲ့လိုလုပ်တယ်။ဒီကောင်လေးရဲ့အသက်16နှစ်အရွယ်မှာသူ့အဖေနဲ့သူ့အမေကွဲပြီးတော့မှတီးတက်ခွဲခြားပြီးနေထိုင်တယ်။ဒီကောင်လေးကသူ့အဖေနဲ့လိုက်နေတယ်။အဲ့လိုသူ့အဖေနဲ့လိုက်နေနေမှအစဒီကောင်လေးအသက်16နှစ်ပြည့်တဲ့အချိန်မှာပဲသူ့ကိုယ်သတိထားမိရတာယောက်ျားလေးတဘာဝအရာမိန်းကလေးတွေကိုစိတ်မဝင်စားဘဲနဲ့ယောက်ျားလေးတဘာဝကိုစန့်ကျင်ပြီးတော့မှယောက်ျားလေးတွေကိုတွားပြီးတော့စိတ်ဝင်စားတယ်ဆိုတော့လူတိုင်းနားလည်ပြပြမယ်ဆိုရင်သူက gay တယောက်ဖြစ်နေတယ်ဆိုတော့တရက်သူကားနဲ့တွားနေတဲ့မှာတဆင့် Stephen Hake လို့ဆိုတဲ့လူတစ်ယောက်ကသူ့ကောက်လှမ်းတာပြီးတော့လမ်းကြုံလိုက်ခဲ့ချင်လို့ဆိုပြီးပြောတယ်အဲ့ချိန်မှာ तू ကလည်းသူ့ရဲ့အားနည်းချက်ကငငယ်တဲ့သူအရက်ကိုအရန်တောက်တယ်အရက်ကိုဆွဆွဲလန့်လန့်ရှိတယ်ဆိုတော့အဲ့လိုမျိုး तू ကားနဲ့ခေါ်တင်သွားပြီးတော့မှတဆင်ကားပေါ်လည်းရောက်တော့ तू စကားညှိတယ်အိမ်ကိုတစ်ချက်လောက်လာပြီးတော့ကျွန်တော်တို့နဲ့တူတူဘီယာလာတောက်ပါလားဆိုပြီးဆိုတော့ America မှာဘီယာတောက်တဲ့ကချာကတော့အရင်ကထူးထူးဆန်းဆန်းတော့မဟုတ်မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တို့ဒါအိမ်လာပြီးလက်ဖေးတောက်လို့ပြောတဲ့သဘောတရားအတိုင်းပဲ America မှာအိမ်လာပြီးဘီယာတောက်တယ်ဆိုတော့သူရဲ့ culture တစ်ခုအဲ့လိုမျိုးအိမ်လာပြီးဘီယာတောက်ပါလားဆိုပြီးပြောတဲ့အချိန်မှာသူကလည်းလိုက်သွားတယ်အဲ့ Stephen Hake ဆိုတဲ့တယောက်ကလည်းလိုက်သွားတယ်လိုက်သွားပြီးတော့မှတဆင်သူတို့နဲ့အောင်ပြောပါပြီးတော့မှ Stephen Hake ကငါပြန်တော့မယ်ဆိုပြီးပြောတဲ့အချိန်မှာအဲ့ပြန်တော့မယ်လို့ပြောတဲ့စကားကို Jeffrey ကမကြိုက်ပဲနဲ့သူ့အိမ်မှာရှိတဲ့အားကစားလုပ်တဲ့ဝိမားတဲ့အတုံးတမန်နဲ့ခေါင်းကိုထူချပြီးတော့သူတပ်ပလိုက်တယ်တပ်ပြီးတော့မှတဆင်ဒါ Jeffrey ရဲ့ဘဝမှာတတ်တဲ့ပထမအဆုံးလူတက်မှုလို့ပြောလို့ရတယ်ဒါပေမဲ့ဒီအရင်ကတော့သူတလိဆန်တွေအများကြီးသူတက်ခဲ့တယ်ဒါပေမဲ့အဲ့ဒါအခုကတော့သူလူတက်မှုအခြေဒီအရင်ကတလိဆန်တွေသူဘယ်လိုတက်ခဲ့လဲလို့မေးတယ်ဆိုရင်သူ့အဖေရဲ့သဘောတရားအတိုင်းပဲတေဝါတဲ့တလိဆန်တွေကိုသူကအိမ်ကိုယူလာပြီးတော့ခွဲစိတ်ကြည့်တယ်ငယ်တော့သူ့အဖေကဒါဒီတိုင်း normal ပုံစံတစ်ခုပါဆိုပြီးတော့ science ကိုလေ့လာနေတဲ့တယောက်ပါဆိုပြီးသူလည်းလွှတ်ပေးလိုက်တာဒါပေမဲ့ဒီတလိဆန်မတည်ဘူးဆိုရင်သူတလိဆန်ကိုတတ်ပြီးတော့သူကလေ့လာတဲ့အခြေအနေတွေရောက်နေတော့သူ့အဖေကလုံးဝမတည်ခဲ့ဘူးဆိုတော့ငယ်တော့သူတလိဆန်တွေကိုတတ်တယ်အဲ့မှာတစ်ဆယ်မှာသူ gay ဖြစ်လာပြီးတော့မှတစ်ဆယ်ဒီ Stephen Hake ဆိုတဲ့လူတစ်ယောက်ကသူနဲ့အတူတူချစ်ကြမနေလို့ဆိုပြီးတော့သူ့ကိုတပ်ပလိုက်တယ်သူ့တပ်ပြီးတော့မှတဆင်သူ့အိမ်အနောက်မှာရှိတဲ့မြေကြီးထဲမှာမြုပ်လိုက်တယ်မြုပ်ပြီးတော့3ရက်မြောက်နေတော့သူပြန်တူးတယ်ပြန်တူးတဲ့အခါမှာသူအယူကိုသူပြန်ယူတယ်ယူပြီးသူပြန်တိန်တာဆိုတော့ဒါငငယ်လေးတွေကသူလုပ်တဲ့ပုံစံသဘောတော်ပါဝါအရာငငယ်တော့ကသူကတလိဆန်တွေကိုသူတတ်ပြီးတော့မှတဆင်အဲ့လိုမျိုးအယူတွေပါတယ်ဆူဆောင်းတော့သူဝါသနာပါတယ်အဲ့သဘောတရားအတိုင်းပဲဒီ Stephen Hake ဆိုတဲ့ခေါင်းလေးရဲ့အယူကိုသူတိန်တာတယ်ဒါပေမဲ့ဒီလိုမျိုးပထမဆုံးလူတက်မှုလုပ်ပြီးတော့9နှစ်စက်တိုက်သူဘာလူတက်မှုမှထပ်မလုပ်တော့ဒါပေမဲ့အဲ့လူတက်မှုလုပ်ပြီးကြတဲ့မှာသူ့အဖေကဒီကောင်လေးအိမ်မှာအလကားနေနေတာပါပဲဆိုတော့အလုပ်တစ်ခုလုပ်ပါလားဆိုပြီးတော့ American Army တဲ့ကိုသူ့ထည့်ပေးလိုက်တယ် American Army ထဲမှာဘာဖြစ်လဲဆိုတော့သူကအရက်အရန်တောက်တဲ့လူတစ်ယောက်ဖြစ်တဲ့တော့မှအထက်မှာသူနေရထိုင်ရတာအဆင်မပြေတဲ့အတွက်သူ့ Army ကနေပြီးတော့မောင်းထုတ်လိုက်တယ်အဲ့နောက်ပိုင်းသူကသူ့အဖွားနဲ့တော့နေတယ်သူ့အဖေကလည်းသူ့အိမ်ဘွားနေပြီးတော့နှင်းချလိုက်တယ်သူ့အဖွားနဲ့တော့နေတယ်1989ခုနှစ်မှာဂေးတွေပဲတီးတန့်တက်တယ်ဂေးဘားတစ်ခုသူသွားတယ်အဲ့ဂေးဘားတစ်ခုကိုသွားပြီးတော့မှတဆင်အဲ့ထဲမှာရှိတဲ့ခေါင်းလေးတယောက်နဲ့သူနဲ့စကားပြောပြီးတော့အခန်းတစ်ခန်းထဲကိုသွားတယ်အဲ့အခန်းထဲကိုသွားပြီးတော့မနက်ကျတော့မှသူတို့နှစ်ယောက်အထဲမှာမွေးရစေဝါအတူတူအသုံးပြုကြတယ်ပြီးတော့ဘာဆက်ဖြစ်လဲမသိဘူးမနက်ကျတော့သူနဲ့တူတူလိုက်လာတဲ့ခေါင်းလေးကတေးသွားတယ်ဘာတွေဖြစ်လဲဆိုတော့တူမရမသိတော့ဘာလို့ဆိုသူတို့နှစ်ယောက်လုံးမွေးရစေဝါအသုံးပြုလာတဲ့ပုံမှာတယောက်ကတေးနေတယ်တယောက်ကရှင်နေတဲ့အတွက်ကြောင့်သူကဘာဖြစ်မှလည်းမသိတော့အမှသူကလည်းယောက်ျားလေးတွေအရန်စိတ်ဝင်စားတဲ့လူတယောက်ယောက်ျားတယောက်ဆိုတော့အဲ့ချိန်မှာအဲ့ယောက်ျားရဲ့အင်္ဂါရက်ကိုသူဖြတ်ပြီးတော့သူယူသွားပြီးတော့သူအိမ်မှာဆေးစိန်တာတယ်ဗျာဆိုတော့အမြဲတမ်းသူအဲ့ဒါကိုသတိရတဲ့အချိန်နေစိတ်ပါတဲ့အချိန်နေမျိုးဆိုသူလှမ်းပြီးတော့လှမ်းကြည့်ရဆိုပြီးတော့သူ documentary မှာကျွန်တော်သွားပြီးလေ့လာလိုက်ရတယ်
နောက်ပြီးတော့အဲ့တရားမှမဟုတ်ဂျာထဲမှာ14နှစ်ကလေးလေးရဲ့ယောက်ျားလေးကိုအင်ကောင်လည်းဖြတ်ပြီးတော့သူကစားခဲ့တယ်ဆိုပြီးတော့လေသူ interview တစ်ခုမှာပြောပြခဲ့တယ်ဆိုတော့ဘလောက်တောင်ရက်ဆက်တဲ့လူတစ်ယောက်ဖြစ်နေမယ်စဉ်းစားကြည့်ပါအောင်ဆိုတော့ဒီ Jeffrey ဆိုတဲ့တယောက်ကလူတစ်ယောက်လို့တောင်ကျွန်တော်တို့မစဉ်းစားမိဘူးဗျသူရဲ့ရက်ဆက်မှုကြီးอ่ะပြီးတော့သူနောက်ပိုင်းကျတော့သူ့အဖွားနဲ့မနေတော့ပဲသူတယောက်တည်း apartment တစ်ခုမှာသူ့ငှားနေအဲ့မှာငှားနေနေမှာ30သူအဲ့လိုမျိုးပဲလူတစ်ယောက်ကိုစကားပြောပြီးတော့ပဲသူအိမ်မော်ခေါ်လာတယ်အိမ်မော်ခေါ်လာတဲ့အချိန်မှာသူဓာတ်ထုတ်လိုက်တဲ့အချိန်မှာဟိုတယောက်ကတွေ့ပြီးတော့ထွက်ပြေးသွားပြီးတော့ရဲကိုသွားထိုင်တယ်ဆိုတော့အဲ့အချိန်မှာသူ attempt to murder လို့ပြောပြီးတော့ထောင်တစ်နှစ်ချခံလိုက်ရတယ်အဲ့ထောင်တစ်နှစ်ချပြီးတော့သူလွတ်လာတဲ့အချိန်မှာပဲသူ apartment မှာအရင်တော့သူနေခဲ့တဲ့ apartment မှာပဲသူပြန်နေခဲ့တယ်ဆိုတော့အဲ့ပြန်နေခဲ့ပြီးနောက်ပိုင်းမှာနောက် gay တယောက်ကိုသူနဲ့အတူတူစိတ်တူတဲ့ gay တယောက်ကိုသူခေါ်လာတယ်ခေါ်လာပြီးတော့မှတဆင်အဲ့ gay ကိုလည်းသူတတ်လိုက်တယ်တတ်လိုက်ပြီးတော့မှအရင်တော့လိုမျိုးသူကအိမ်မှာနေတော့တာမဟုတ်တဲ့အတွက် apartment မှာနေတာဖြစ်တဲ့အတွက်မှအရင်တော့လိုမျိုးအလောင်းတွေကိုဖျောက်ဖို့တော့မလွယ်ကူတော့အဲ့တော့သူဘာလို့လဲဆိုတော့ကန်ရင်အကြီးတကန်ဝယ်ပြီးတော့ sulfuric acid ကိုအထဲမှာအပြည့်လောင်းလာတယ်အပြည့်လောင်းလာပြီးတော့သူတတ်တဲ့အလောင်းတွေတော်တော်များများအဲ့ sulfuric acid တွေကိုသူစိမ့်လိုက်တယ်ဆိုတော့တော်တော်များများဟာလေအယိုးပဲကြံတော့တာတို့အသားတွေကိုစားသွားတယ်ချက်ချင်းမြန်မြန်စားသွားတယ်ပြီးတော့အဲ့ sulfuric acid ကိုသူကရေနဲ့ရောပြီးတော့အင်တာနက်ကိုထည့်ပြီး flash လုပ်လိုက်တယ်ဆိုတော့ဘူးမှဖော်လို့မရတဲ့အခြေအနေအထိကိုဖြစ်သွားတယ်ဆိုတော့အဲ့လိုမျိုးသူတယောက်ပြီးတယောက်သူတတ်တဲ့ယောက်ျားလေးမှန်သမျှကိုလည်းယောက်ျားလေးရဲ့ကိုယ်အင်္ဂါတွေသူဖြတ်ပြီးတိန်းတာတယ်တိန်းပလင်းထဲမှာသူထဲတိန်းတာတယ်သူနေတဲ့မြို့မှာယောက်ျားလေး18ယောက်ပျောက်လာတာကိုရဲတွေကသွားပြီးတတိထားမိတယ် complaint တွေလည်းရှိတယ် complaint မလာတဲ့လူကအများကြီးလည်းရှိနေသေးတယ် complaint ရောက်လာတဲ့လူက18ယောက်အဲ့18ယောက်ပျောက်သွားတယ်ဆိုရင်နံပါတ်1ချက်သူတို့ dead body တွေ့ရမယ် dead body တွေ့မှာတေဝါကြီးဆိုပြီးတော့လည်းသူတို့တွေထပ်ပြီးတော့ဒါဘသူတက်တာလဲဆိုပြီးရှာဖွေလို့ရအောင်ဒါပေမဲ့လေဘသူတက်တာလဲဆိုတာဘလို့ကမသိပဲနဲ့ဒီရဲ့ dead body လုံးဝမတွေ့ပဲနဲ့ဟိုမှာသူတို့ဘလို့မှလေ့လာလို့မရဘူးဗျာဆိုတော့အဲ့လိုမျိုးလေ့လာရင်ထဲမှာတစ်စင်တရက်သူလူတယောက်ကိုထပ်ပြီးအိမ်ခေါ်လာတယ်အဲ့တူကလည်း gay ပဲဆိုတော့အိမ်ခေါ်လာတဲ့အချိန်မှာသူကအဲ့လူရိုက်ပြီးတော့ခုံတစ်ခုမှချုပ်ပြီးခြိတာတယ်အဲ့ခြိတာပြီးတော့သူအပြင်ထွက်သွားတယ်ဗျာအပြင်ထွက်သွားပြီးတော့သူပြန်လာတဲ့အချိန်မှာဒီကောင်လေးကလွတ်သွားတယ်အဲ့လိုလွတ်သွားပြီးသူအိမ်ပြန်လာတဲ့အချိန်မှာအိမ်ရှိမှရဲကသူတကားလာခေါ်တယ်ဘာလို့လဲဆိုတော့သူဖမ်းထားတဲ့ကောင်လေးနဲ့အတူတူလာပြီးတကားလာခေါ်တယ်တကားလာခေါ်တဲ့အချိန်မှာကြီးကသူ့မေးတယ်ဟဲ့အောင်မင်းသူ့လူတက်ဖို့လုပ်တယ်ဆိုပြီးတော့လည်းပြောတယ်အဲ့ချိန်မှာဒီကောင်လေးကလည်းငင်းစစ်စစ်လေးနဲ့ Jeffrey ကအရန်ကိုတော်တယ်ဗျာငင်းစစ်လေးနဲ့သူ smartly သူပြန်ပြီး react လုပ်တယ်ဘယ်လို react လုပ်လဲဆိုတော့ဟိုအဲ့ဒါကျွန်တော်နဲ့သူနဲ့လိန်တူချစ်သူကအဲ့ချိန်မှာကျွန်တော်စိတ်ဆိုးပြီးတော့သူမူရစေပါအသုံးပြရတာအဲ့အကြောင်းကျွန်တော်ပြောနေသူကနားမထောင်လို့ဆိုပြီးကျွန်တော်သူ့ကျိုးနဲ့တုပ်ပြီးကျွန်တော်ပြင်သွားလိုက်တာကျွန်တော်နဲ့သူနေကချစ်သူတွေပါဆိုပြီးပြောတယ်အဲ့ချိန်မှာမယုံဘာဖြစ်လဲဆိုတော့မယုံသူ့ကိုစစ်ကြည့်လိုက်ပါသူကမူရစေပါသုံးတာဆိုပြီးရဲကသူ့ကိုစစ်ကြည့်လိုက်တယ်တကယ်လည်းမှန်ပါတယ်သူတက်မဲ့လူကတကယ်ပဲမူရစေပါသုံးတာလေဆိုပြီးပြောတယ်အဲ့မူရစေပါသုံးခိုင်းတာကလည်း Jeffrey ပဲ Jeffrey ကိုယ်တိုင်ကပဲမူရစေပါကိုပေးပြီးတော့မှသုံးခိုင်းပြီးတော့သူတက်ဖို့ plan ခဲ့တာဒါပေမဲ့အပြင်မှာရေးကြီးကိစ္စတစ်ခုရှိလို့ထွက်သွားတဲ့အချိန်မှာဒီကောင်လေးလည်းလွတ်သွားတာအဲ့ချိန်မှာရဲအရှိထိရောက်လာပြီးတော့ Jeffrey လွတ်သွားခဲ့တယ်ပြီးတော့အဲ့ Jeffrey လက်ထဲကိုအဲ့ပထမသူ့ကောင်လေးလို့ပြောခဲ့တဲ့ကောင်လေးကို Jeffrey လက်ထဲကိုထည့်ထားခဲ့တယ်ဆိုတော့ဘာဖြစ်သွားမလဲဆိုတာကျွန်တော်ရဲ့ပြည်သက်တွေကတော့သိမှာပါ1991မှာ Jeffrey ဖမ်းမိသွားတယ်ဘလို့ဖမ်းမိသွားရလဲဆိုရင်အဲ့သဘောတရားအတိုင်းပဲ Tracy Edwards ဆိုတဲ့အပြင်ရဟိုလိုမျိုးကောင်လေးတယောက်ဗျာ gay တယောက်သူ့ကိုပတ်စံပေးပြီးတော့အိမ်ကိုခေါ်လာတယ်ဆိုတော့ငါခန်းလဲလိုက်ခဲ့ပါဆိုပြီးအိမ်ကိုခေါ်လာတယ်အဲ့အိမ်ကိုခေါ်လာတဲ့အချိန်မှာပထမဖြစ်တဲ့အတိုင်းပဲလို့ပြောလို့ရတယ်ဗျာဆိုတော့အဲ့အိမ်ခေါ်လာပြီးသူတကားပိတ်လိုက်တဲ့အချိန်မှာပဲ Jeffrey ကဓာတ်ကိုထုတ်လိုက်တော့ဒီကောင်လေးကလန့်ပြီးတော့အဲ့ Tracy ကဓာတ်ဖွေပြီးတော့ထွက်ချင်းထွက်ပြေးသွားပြီးရဲစခန်းကိုတွတ်တိုင်လိုက်တာကျွန်တော်အဲ့လိုမျိုးပဲအိမ်ကိုခေါ်ရတဲ့ပတ်စံပြီးတော့ကျွန်တော်ဓာတ်ထုတ်ပြရဲဆိုပြီးပြောတဲ့အချိန်မှာရှေ့ကချက်ချင်းမစင်းစားတော့ပဲနဲ့သူလာဖမ်းတယ်သူ့အိမ်ကိုလာရှာတဲ့အချိန်မှာလူပေါင်း80ကျော်ရဲ့အလောင်းပေါင်း80ကျော်ရဲ့ဓာတ်ပုံတွေပြီးတော့အလောင်းပေါင်းလူပေါင်း80ကျော်ရဲ့အယိုးတွေပြီးတော့နောက်တစ်ခုကျွန်တော်ဝန်ထမ်းပြောရတယ်ပလင်းနဲ့ထည့်ထားတဲ့ယောက်ျားလေးရဲ့အင်္ဂါရက်တွေအဲ့ဒါတွေအကုန်လုံးသူသိမ်းထားတာကိုတွေ့ရတယ်ဆိုတော့တချို့အသားတွေဆိုရင်သူရေခဲတက်တာတွေကမှသူသိမ်းထားတာတွေတွေ့ရတယ်ဘာဖြစ်လို့ရေခဲတက်တာမှာသိမ်းလဲဆိုရင်ဗျာတကားဖွင့်ပြီးရေခဲတက်တာတကားဖွင့်ပြီးတချို့ဟာတွေသူ defrost လုပ်ပြီးတော့သူချက်စားပါသေးတယ်သူသားလဲစားတယ်ဂေးလဲဂေးဖြစ်တယ်စိုက်ကိုလည်းဆန်တယ်အဲ့လိုလူတက်တမတယောက်ကျွန်တော်တို့ဘာမှမကြုံရပါစေနဲ့ဆိုပြီးတော့ပဲကျွန်တော်တို့ဆွတ်တောင်းတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေဆိုတော့ဒရမျိုးသူရဲကိုဖမ်းမိသွားတဲ့အချိန်မှာဘာဆက်ဖြစ်လဲတော်တော်များလည်းသိကျင်ကြမှာပါ15နှစ်သူ့ထောင်ချလိုက်တယ်ဘာလို့ဆိုတော့ तू ကဘာလို့15နှစ်ပဲချရလဲလို့မေးရဆိုရင်ဗျာ तू က mentally unstable ဖြစ်တဲ့လူတယောက်ကျွန်တော်ပြောရမယ်ဆိုရင်အယူလက်မှတ်ကင်ထားတဲ့လူတယောက်လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီအပေါ်မှာ तू အရင်ကျွန်တော်ရာဇဝတ်သားတွေ तू treat လို့မရဘူးဒါပေမဲ့ तू ထောင်ချလိုက်တဲ့အချိန်မှာ2နှစ်အတွင်းထောင်ထဲကလူတွေရိုက်တက်လို့ तू သေသွားပါတယ်
အခုလက်ရှိကမ္ဘာပေါ်မှာသူတက်ရှိထင်ကြမရှိတော့သူ့အကြောင်းပတ်သက်ပြီးတော့ရုပ်ရှင်ကြည့်ရင်လည်းဆိုရင် Netflix မှာအဲ့ရုပ်ရှင်ရှိပါတယ်သူ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဆိုတော့ကျွန်တော်ဒီနောက်ကပြေးနေတဲ့ဗီဒီယိုကလည်းအဲ့လူရဲ့အဲ့ရုပ်ရှင်ရဲ့ trailer ကိုပြေးနေတာကျွန်တော်ဒီဗီဒီယိုရဲ့ details ကိုကျွန်တော်သိကြတော့သူကိုယ်တိုင်ထိုင်ပြီးပြောခဲ့တယ်သူကိုယ်တိုင်ကျွန်တော်ဒါတွေလုပ်ခဲ့ပါတယ်ဆိုတဲ့ဟာကိုထိုင်ပြီးပြောခဲ့တဲ့ podcast ကိုကျွန်တော်တေးချလေးကြည့်ပြီးတော့ကျွန်တော်လေးလာပြီးမှကျွန်တော်ပြောပြခဲ့တာဆိုတော့ဒီဗီဒီယိုကပုံမှန်ဗီဒီယိုထက်ထူးထူးခြားခြား like တွေ comment တွေ share တွေရှာရှိတင်တယ်လို့ကျွန်တော်မျှော်လင့်တယ်။ဘာလို့ဆိုတော့ဒီဗီဒီယိုကျွန်တော်ပုံမှန်တဲ့အချိန်အများကြီးပေးပြီးတော့မှဂေးဆိုင်ကိုတယောက်ကြောင်းကျွန်တော်ပြပြခဲ့တာ share ပြီးတင်တယ်မထင်ဘူးလား။